ဆက်ကြစီပါတယ်။သူကဖယားလောင်းဆင်ပြူတော့ကသူအင်းနေရရွှေတော်မှတက်စင်ကဝေတော်တို့လာပြီးလျင်ရွှေဘိမှန်တို့ဝင်ပြီးနောက်မဲတော်ဤလက်ရနံပါတ်ကိုဖောက်၍ဝင်တကယ်သို့အိမ်မက်မှတ်ပါတယ်။သူအချိန်မှာပဲမာယာဒေဝီမိဖုရားရဲ့ဝန်၌ဖယားလောင်းပရိသတ်တွေယူပါတယ်။အချိန်ကာလကမဟာတက္ကရီ68ခုဝါဆိုလာပြည့်နေ့ကြာတာပတိနေ့ပင်ဖြစ်ပါတယ်။ဖယားလောင်းပရိသတ်နေ၍ဆယ်ရာပြည့်ရကစုံလာပြည့်နေ့မှာမဲတော်မာယာကဆွေတော်မျိုးတော်များရှိရာဒေဝတဟပြည်ကိုတွားလို့ပါကြောင်းတုံတော်တနာမင်းကြီးအားအခွင့်တောင်းပါတယ်။မင်းကြီးကတပိလဝပြည်မှာဒေဝတဟပြည်ကိုတွားရလမ်းတစ်လျှောက်လုံးမှာတဆာဆင်စေပြီးမင်းကမင်းသားဖြင့်ထွက်တော်မူစေပါတယ်။ခရီးကြားမှာလောကနီအင်ဂျင်ဥယျာဉ်တော်ကိုခိတ္တဝင်တော်မူပါတယ်။မဲတော်မာယာကအင်ဂျင်ကိုင်းကိုလက်ဖြင့်လှမ်းကင်လိုက်တော့မှဝမ်းတော်လှုပ်လာတာကြောင့်အဝိကာယံကိုကာစီ၍